မင်္ဂလာပါ MD1 Facebook ကနေကြိုဆိုလိုက်ပါတယ်မနက်ဖြန်မြန်မာစံတော်ချိန်တနိုင်ခွဲမှာကစားမယ်ပေါ်တူဂီတင်းနဲ့စပိန်တင်းတို့ရဲ့ဆက်ကြောင်းတဲ့အစဉ်ရှုံးထွက်ပွဲစဉ်ကိုဝေကျူ3လက်ချက်လေးလုပ်တော့ဖြစ်ပါတယ်ကျွန်တော် MD1 စင်ကဒါကြည့်ပါဒီနေ့တင်ကမနစ်က Nation League Final မှာကစားခဲ့တဲ့တင်လုံးပေါ်တူဂီကစပိန်နဲ့တိတ်ကစားတယ်နှစ်ခုလုံးဆိုရလာချိန်မိုဆက်လက်ရှင်မြန်ကစားပြီးတော့ပနဒီမှာပေါ်တူဂီက9ကိုစပိန်က3လို့ဆိုရရလာတယ်စပိန်ကအရေးနှိမ့်ခဲ့ပြီးတော့ပေါ်တူဂီက Nation League လာကိုရယူသွားခဲ့တယ်အဲ့တော့စပိန်ကလည်းအများကြီးပြင်ဆင်လာမှဒီပွဲကိုဘာလို့ဆိုတော့ပေါ်တူဂီတို့ရှော့တော့မဟုတ်ဘူးဒီပွဲကိုတို့ရှုံးကျွေးပြန်ဆက်ဖို့ဒီပွဲကိုအကောင်းဆုံးကစားရမယ်ပေါ်တူဂီကလည်းဖောင်ပြတ်နေတယ်ဆိုပေမဲ့လည်းဒီပွဲကိုအသင်းကြီးပြီးတို့နှစ်သင်းလုံးရှင်ပြီးကစားနိုင်မယ်လို့မြင်တယ်နိုမန်တက်ကိုအားကိုးလာနိုင်မယ်ဒီပွဲမှာကွင်းလည်းဖောင်ပြတ်နေတယ်ပေါ်တူဂီကအရန်အားမရဘူးဒီနေ့ကမ္ဘာဖလားမှာပေါ်တူဂီကိုစပိန်ကအားရဖို့ကောင်းတယ်ချန်ပီယံရွှေကန်တစ်ခုကိုပြသနိုင်တယ်ပေါ်တူဂီကကစားကွက်ပျောက်ဆုံးနဲ့နားလည်မှုလွဲနေကြတယ်ချင်းကြီးအဲ့တော့ဒီပွဲရဲ့နီးစနစ်လေးကိုကြည့်ရှုလိုက်အောင်โอเคစပိန်နီးပြအလူရဲ့ဒီလာဖွန်တေးကပုံမှန်ကစားကွက်ပါပဲ4နှစ်3သင်းဆိုတဲ့ကစားကွက်ထွက်လာမယ်သူတို့ပုံမှန်တိုင်းပဲဘွေးကစားချိန်မှာပတ်စင်တအားပေးမယ်တိုက်စစ်တွေခဏခဏအဆင်မယ်ပို့ပြီးတော့မြင်အောင်စော့မယ်တိုက်စစ်ကိုနောက်ပြီးစပိန်အဓိကလက်နက်ဖြစ်တဲ့လက်မိုင်းရမယ်ဒီကောင်ကတော့မချီကျူးပဲမနေနိုင်ဘူးလူငယ်ဆိုပေမဲ့ကမ္ဘာအဆင့်ကြီးဆုံးပြနိုင်တယ်ပြန်မဲ့ခံစေရဲ့အိမ်မက်ဆိုလို့လည်းပြောမှာတောင်းရှောင်းဒုက္ခပေးတယ်တဦးချင်းပြောရှောင်းမှုတွေခဏခဏလုပ်တယ်တကူလိုတိုးပေါင်းမှုတွေလုပ်တယ်ပြက်တင်မော်တွေထုတ်ပေးတယ်ညာတောင်မှန်ကတော့ဒီကောင်ရဲ့အပိုင်သားနေရလို့ပြောမှာလူငယ်ပေးမယ်ကမ္ဘာအဆင့်ကြီးဆုံးပြထားတယ်โอเคနောက်ပြီးတော့ကွင်းလေစပိန်ကွင်းလေကြည့်မယ်ဆိုရင်ဘက်ထရီရှိမယ်ရူဒရီရှိမယ်အော်လမိုရှိမယ်သူတို့3ယောက်ကလည်းတွဲညီတယ်အဓိကတိုက်စစ်ကိုပံ့ပိုးပေးတယ်အဲ့တော့တိုက်စစ်ကလည်းဂိုးတွေရတယ်နောက်ပြီးတော့နောက်တန်းကြည့်မယ်ဆိုစပိန်နောက်တန်းကိုအားရတယ်ဆိုပေမဲ့သူတို့ကတစ်ဖက်တင်ကောင်တာကိုကစားတော့မယ်ဆိုရင်ဖက်တင်ကိုသူတို့ကာကွယ်တယ်ဆိုပေမဲ့ဟာခွက်လီတော့ရှိတယ်ဒါပေမဲ့လက်ရှိကဘာလာပြန်မှာတော့စပိန်တင်းရဲ့နောက်တန်းပေးဖို့အနည်းဆုံးပဲအဲ့ဒါကိုကြည့်ရမယ်နောက်ပြီးနောက်ခန့်လူကိုရီလာအရန်ကောင်းတဲ့ကစားမှတူလို့မြင်တယ်ဟိုနေ့ကပွဲမှာဆိုလဲသူရဲ့ဖန်တီးပေးမှုနှစ်ခုနဲ့ပဲစပိန်တင်းနှစ်ခုလောက်ရပါတယ်အဲ့တော့အဓိကကြည့်ရမလို့ကိုရီလာအဓိကတိုက်စစ်ကိုပိုပြီးအားတန်တယ်လို့မြင်တယ်အဲ့တော့ကောင်းတာကစားတယ်တခြားတင်ကအဲ့တော့ကာကွယ်မှုတွေလုပ်ရင်ဟာကွက်လီတော့ရှိတယ်အဲ့ဒါတခုပါပဲစပိန်မှာအနေချက်ကတော့အဲ့တော့စပိန်ကတိုက်စစ်အရန်ကောင်းတဲ့အဲ့လိုတော့မြင်တယ်ပေါ်တူဂီဆက်လက်ကြည့်ရှိတော့ပေါ်တူဂီအသင်းကတော့နီးပြရိုဘတ်တိုမာတီနိုရဲ့လက်အောက်မှာ၄နှစ်3သင်းကစားကွက်ဆိုတဲ့ကစားကွက်နဲ့ကစားတယ်ဒါပေမဲ့အားမရဘာလို့အားမရလဲဆိုတော့နီးစနစ်အများကြီးလိုတွေမြင်တယ်နောက်ပြီးတော့ပွဲစုကြည့်မှုအရှင်နေတယ်နည်းတယ်ကစားမချင်းနားလည်မှုလွယ်နေတယ်ပြင်ကမှတချို့ကစားမတွေကကလပ်တရားချေတယ်မပြနိုင်အဲ့ဒါကြည့်ရမယ်လိုအပ်ချက်တွေအများကြီးရှိတယ်တချို့ကစားမဆိုအကြပဲကြောင်နေပြီအဲ့ဒါကြည့်ရမယ်ဒါပေမဲ့မေးထားလို့မရတာပေါ်တူဂီမှာနူနိုမန်တက်နော်နူနိုမန်တက်ကဘယ်နောက်ကစားမှတူဒါပေမဲ့တိုက်စစ်လိုက်ပါမှုတအားကောင်းတယ်လို့မြင်တယ်ဘယ်နောက်ခံနဲ့ညာနောက်ခံကြည့်မယ်ဆိုရင်တော့အားရတော့ဘယ်နောက်ခံတော့ပြောအောင်ပေါ်တူဂီဘက်မှာဆိုညာနောက်ခံမှာဆိုတော့ကန်ဆယ်လိုကတအားဖောင်ပြတ်သွားတယ်လို့မြင်တယ်အရင်မှစီးတော့ကစားဖို့မတွေ့ရတော့ကျွန်တော်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကလည်းကန်ဆယ်လိုကြိုက်ခဲ့တဲ့ကစားလူတူပဲဗျာဒါပေမဲ့ကန်ဆယ်လိုကမစီးတော့လို့ကစားခွင့်မရှိတော့ဘာစီပြောင်းရတယ်ဘာစီကလည်းစင်ဥပေါ်တူဂီမှာကစားတယ်ဒါပေမဲ့အဲ့လိုကစားခွင့်မျိုးမရှိနေဘူးအားမရအောင်ကန်ဆယ်လိုကိုကြည့်မယ်အဲ့တော့ဒီပွဲအတုံးတန်းရမယ်ဆိုရင်ပေါ်တူဂီကလည်းဘယ်နောက်ခံကနေပဲဆွဲပြမယ်ပုံမှန်တိုင်းကောင်တာနဲ့ပဲစုံမယ်နူနိုမန်တက်ကိုအဓိကအားကိုးလာမယ်လို့မြင်တယ်ပြတ်တင်ဘော်တွေ3ပြမယ်တိုက်စစ်မှာဆိုလဲ Rafaelio ရဲ့တူချင်းပြမှုတွေပါလာလိမ့်မယ် Renault တိုက်စစ်ဦးဆောင်လာလိမ့်မယ်ကွင်းနဲ့တိုက်စစ်ပိုင်းကတော့အဓိကပြောစရာတွေအများကြီးရှိတယ်ဥပမာ Vitinha Bruno Fernandes ဂျောင်းနီပဲအဲ့3ယောက်အမှန်တိုင်းပြောရင်ဒီ3ယောက်ဒီယာဒီမှာအကောင်းဆုံးပုံစံရှိနေကြတာမှာFernandes ဆိုလဲ Premier League တနစ်တာအကောင်းဆုံးကစားဂျောင်းနီပဲ Vitinha အတွဲညီနဲ့ PSG မှာအကောင်းဆုံးကစားခဲ့တဲ့2ယောက်အဲ့2ယောက်ကလည်းလက်ရှိ Champions League ယူထားတယ်နော်လီဂါတွေယူထားတယ်သူတို့2ယောက်လုံးအတွဲညီတဲ့ကစားဒါပေမဲ့အဲ့3ယောက်လုံးကပေါ်တူဂီမှာဘာကောင်းမှမဟုတ်နေတော့ဘာကြောက်လဲနီးပြရဲ့ကစားကွက်လားအမှန်ပြောရင်အမြင်ပေါ့ကျွန်တော်ရဲ့အမြင်တကူရဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းနီးပြမာဒီနာကိုကြိုက်တယ်မပါဘူးအဲဆိုဘဲဂျီယံမာလေးကနေအမှန်တိုင်းပြောရင်မုန်းတယ်လို့တော့ပြောအောင်မယ်ကျွန်တော်ကိုယ်တိုင်အဲဆိုဘယ်ချင်းရွှေအောင်မျိုးဆက်တော့ကလည်းသူအကောင်းဆုံးချနိုင်ဘူးလက်ရှိပေါ်တူဂီမှာအကောင်းဆုံးကွင်းလေကိုလည်းသူကောင်းသုံးမချနိုင်ဘူးမြင်တယ်ကန်ဆယ်လိုတို့ကစားမလေးကိုလည်းပေါင်ပြအောင်လုပ်ထားတယ်လို့လည်းမြင်မိတယ်โอเคအဓိကကတော့လက်ရှိစင်တွေမှာအခြေခံမပြနိုင်ဘူးကလန်တွေမှာအခြေခံပြတယ်အဲ့ဒါပါကြောက်လဲပေါ့ဥစဉ်
Bruno Fernandes ကြည့်မယ် Bruno Fernandes ဆိုရင်မန်ယူရောက်ခဲ့တာ2019ဟို social လက်ထပ်ပေါ့ social လက်ထက်က Fernandes Gary လက်ထက်က Fernandes ပုံစံတူပဲဂျားထဲမှာပုံစံမတူ Fernandes ကဘာလို့လဲအဲ့ဒီနီးပြ2ယောက်မှာလဲသူတို့အတင်ကဘောလုံးမကန်သူများတင်ပေးကန်ထားတယ်ပေါ့မြင်ရတယ်အဲ့တော့ကောင်းတာဆော့တယ်ရှင်းလေးပဲလीဘောလုံးကန်ကြအောင်လို့သူများတင်ရဲ့ဘောလုံးကိုလိုက်လူတယ်အဲ့ဒါဆိုရင်ကြည့်မှဆိုမနစ်ကပြေးကြည့်မှဆိုတွေ့ရတယ်ဗီဒီယာလို့ကစားမှနေကြောင်းယူပဲဘောလုံးလွတ်ပေးလိုက်သူတို့လိုက်လူတယ်သူများတင်နောက်တောင်ဒုက္ခပေးအဲ့ဒါအကြောင်းဗီဒီယာတို့ကြောင်းယူပဲရုံရနဲ့ပဲဒမ်ဘီလီအကောင်းဆုံးကစားသွားတာတွေ့ရတယ်နောက်ပြီးဒူကြီးတို့ဘာလို့လဲသူတို့ဖန်တီးပေးတဲ့အကောင်းကောင်းစောနိုင်ခဲ့တာကိုမြင်ရမယ်အဲ့တော့အဓိကအမြင်ကတော့ကျွန်တော်နီးပြကြောက်လို့ပဲမြင်တယ်လက်ရှိပေါ်တူကြီးကတော့လက်ရှိပုံစံနဲ့ဆိုရင်တော့စပိန်နဲ့ကပဲစိုးမိုးရမယ်လို့မြင်တယ်ဒီပွဲမှာဒီနေ့တော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့ MT1 စစ်ပေကို like and follow လေးလုပ်ပြီးတော့ကမ္ဘာပလက်တဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တင်ဆက်ပေးအောင်ဖြစ်ပါတယ် TikTok မှာရော Facebook မှာ YouTube မှာရောကျွန်တော်ဗီဒီယိုလေးတင်ထားပေးပါတယ်ဒီလိုပွဲပြီးသုံးသက်ချက်တွေပွဲကျသုံးသက်ချက်တွေအပြည့်ကြည့်စီလို့ကျွန်တော် YouTube channel လေးမှာတွေ့ကြည့်လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော် MT1 စစ်က Raju ပါကျေးဇူးတင်ပါတယ်